ပြီမလုံးလေးအောက်လေးစီလိုက်မယ်မလုံးနဲ့သွားလေးညို့တယ်ကွာတခုခုလေညို့တယ်ကန်စီမှာဆိုတော့သူညို့တယ်ဆိုတော့ဟိုစားကနန်းတဲ့ညို့စရာကနန်းတဲ့ပဲစီတဲ့ချောင်းသားမှာညို့စေးတာဒီနေ့ကကျတော့ကန်စီမှာမက်ကီကဘာလေးမှလည်းစတော့ရေသူမဆက်လောင်ရိုက်မှာပေါ့ရေတွေကနေပေါ်လာတယ်မက်ကီကပေါ်တော့မက်ကီကမှကန်စီကနေပေါ်လာအချိန်မှာအားလုံးကလေဟဲ့တရွာလုံးကရွာသူရတဲ့ဟဲ့ဟိုရေသူမပေါ်လာပြီဆိုဝိုင်းကြည့်ကြတဲ့အခန်းပေါ့ကွာရေသူမကကြတော့လို့ရေတွေမတယ်ကွာမက်ကစ်ဆက်ကောလေးရေဆက်ဆက်ကျွန်တော်လည်းဝိုင်းကုန်ကြအားလည်းကြကြအဲ့မှာ dryer လေးနဲ့ဝိုင်းပုတ်ပြီး6လဲ6သွားရေသူကအမီးပြန်ထွက်လာ2 3 go play ကွာစပင်းလေးနဲ့ရမ်းလောက်အောင်ပါပြီပြားပြီးရင်မရောလို့ခေါင်းပေါ်လို့ပြားအောင်လေးတင်ထားလိုက်ခါကျပြားတွေကဝဲဒီ character မှာမက်ကီကကျတော့လို့လေဟိုပြားဆိုတော့လေဝဲပြန်ပြီးတော့အဲ့လိုဝဲပြန်ပြီးလာမှာကွာကောင်းကြီးကနေဝဲပြန်လာတဲ့အချိန်မှာအဲ့လိုမျိုးမင်းသားလေးနဲ့ပမာတွေ့ရတယ်ဆိုတော့ကန်စစ်မှာတွေ့ရအောင်အဲ့ပါတွေ့ပါလားပြန်တယ်မင်းသားလေးကကျတော့ရေတွေကနေတက်လာတာပေါ့နော်မက်ကီကကျတော့ပြန်လာတာအဲ့လိုမျိုးအဲ့ချိန်မှာတွေ့နေမက်ကီကကျတော့အဲ့လိုမျိုးလူချင်းမတွေ့ဘူးနဲ့ဖင်နဲ့ထုံးပြီးတော့ဖင်နဲ့ထုံးပြီးတော့မင်းသားလေးကဖုတ်သွားအဲ့ဇက်လန်လေးရိတ်မှဖြစ်ပါတယ်ချောင်းသားပါလားလို့ကြားရလဲချောင်းသားကိုလာပြီးဒရိုက်တာခေါ်လို့ဒရိုက်တာခေါ်လို့ကြည့်အားပါဝရင်းဂျာတို့ Power Ranger တို့ငယ်ငယ်တော့ကြည့်ခဲ့တဲ့ကာတွန်းကားလေးအဲ့လေးလာကြည့်တာစောင်းလက်စကားလို့ဟမ်အခုဒီဆိုတော့ပါဝရင်းဂျာကြီးကြားလား Power Ranger ကဒရိုက်တာဒီမှာပါဝရင်းဂျာကားကိုကွာအဲ့လိုမျိုးထုတ်ပြလိုက်တာပါဝရင်းအခုစပင်းကိုကြည့်တာအရင်တော့ကတော့ကွယ်ဟိုဘယ်လိုကဘာကြီးကိုကဲတင်မခွန်အားရှိအခုကတော့မကဲတင်နိုင်တော့တင်နေရတော့ဒါတော့ Power Ranger ကားရဲ့ director producer ပေါ့နော်ဒါ Power Ranger ဒီစောပါရောက်လဲပါမှာခရရောက်စိတ်ရောက်Power Ranger အစိမ်းရောက်ဝါရောက်ဒီမှာဝါကောင်သူကဘတ်ဂျက်များလို့သူကလားအင်ဂျီယာနည်းနည်းပဲတလောက်ပဲချုပ်ပြလိုက်တယ်ဘတ်ဂျက်နည်းနေတဲ့ခါကျတော့ Power Ranger အဝါကောင်ကကြောင့်နည်းနည်းလုံယုံလေးပဲPower Ranger အဝါကောင်ချုပ်ပြလိုက်Power Ranger အဝါကောင်ဒီဆိုတော့ဟိုဘယ်ဟာနှိမ့်လို့ရှိရင်အယောင်ပြောင်းလာလဲဘာနှိမ့်အယောင်ပြောင်းလဲ Power Ranger မှာဆိုတဲ့ကောင်နှိမ့်လိုက်ရောင်ပြောင်းနေခလုတ်ဒီဆိုဘာမှမနေလိုက်ရဟမ်ပတ်ဝန်းကျင်လှည့်လိုက်လို့ရှိရင်အယောင်ပြောင်းသွားတော့အဲ့ပြောင်းသွား